ဥစဉ်ပြောပြမယ်လူငယ်လေးတူပေါ့လေဟိုးယူရီးယားနိုင်ငံကနေပြီးတော့နော်ဥစဉ်တို့တရားတော်တွေနာကြားပြီးတော့နော်သူကဥစဉ်တို့ဒီကျောင်းမှာရောက်လာခဲ့တယ်ပေါ့နော်ရောက်လာပြီးတော့သူဖုန်းကြီးဖြစ်သွားတယ်သူ့ရဲ့အိမ်တော်တွေမှာအကုန်စွန့်ခဲ့တာနော်ဆရာမအဲ့ဒါကုသိုလ်ကောင်းမှုထူးလားမထူးလားသူစွန့်နိုင်ခဲ့တယ်နော်အလုံးလုံးရင်ပြသူ့ရဲ့မိသားစုကိုသူစွန့်ပြီးတော့မြန်မာပြည်လာပြီးတော့သူကမြန်မာပြည်သားပဲနော်ဒီမှာဖုန်းကြီးလို့ဝတ်သွားတာသူကံကောင်းတယ်စာရီတင်ပြီးတော့တစ်နှစ်ကျော်လောက်မှာသူ့လေတရားအားထုတ်ခြင်းလို့တရားရိပ်တာတစ်ခုကိုရောက်သွားတယ်ကြားလားရောက်သွားပြီတရားတွေကြည့်ရင်နဲ့သူ့ရဲ့အတိတ်အကြောင်းတွေကိုသူပြန်ရှုနိုင်ခဲ့တယ်နားလည်ပြီလားအတိတ်အကြောင်းတွေပြန်ရှုရင်သူ့ဘဝမှာသူတရားအားထုတ်တဲ့အချိန်မှာခေါင်းကိုက်ဝေဒနာအကြီးအကျယ်ဖြစ်တယ်ဘာဝေဒနာဆရာလေးဘာဝေဒနာခေါင်းတွေတအားကိုက်တာတရားအားထုတ်ဖို့တော်တော်ခက်ခဲသွားတယ်တော်သေးတယ်ဒီမှာကြီးအထိုက်လျောက်အောင်မြင်ပြီးမှယောဂတွေပြန်ဖောက်လာတာကြားလားသူ့ရဲ့အတိတ်ရှုခွက်မှာဘာဖြစ်ခဲ့လဲကံနေစမ်းကြတာဦးစင်ပြောချင်တာကြားလား तू ကပြောလေဒီအတိတ်မှာအတိတ်ကလည်းနည်းနည်းများတယ်ကြားလားဦးစင်ရတစ်ဘဝကနေစပြောရမှာကြားလား6ဘဝအတိတ်ရတစ်ဘဝဘယ်ဘဝရတစ်ဘဝမှာသူ့ရဲ့ဆရာအဘိညာဉ်တွေရတယ်ကြားလား तू ကြတော့ရိုးရိုးစံတမာဘတ်လောက်ပဲရတယ်နော်အဲ့ဒီရတစ်ဘဝကနေ तू ကရှုရင်နဲ့ဒီမတက်နိုင်ခဲ့ဘူးပေါ့နော်မတက်ပဲနဲ့ तू နဲ့ရွာဆန်ခဲ့တယ်ပေါ့ရတစ်ဘဝကြားလားနတ်ပြည်ရောက်ခဲ့တယ်နတ်သားဖြစ်တယ်ပေါ့နတ်သားဘဝကနေ तू ပြန်ရှုရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာအမျိုးသမီးလေးတူကဖခင်ရဲ့စင်တူတော်တဆူကိုပတ်ပြီးတော့ပူဇော်နေတယ်ပူဇော်ရင် तू အဲ့ဒီနတ်ကြည့်ပြီး तू ကြည်နူးတယ်ကြားလားဖခင်ကို तू လည်းလှပူဇော်တယ်ဒါပေမဲ့ तू တေကန်နီးသူ့ရဲ့မနာတဏ္ဍန်စောမှာအဲ့ဒီအမျိုးသမီးအာယုံထင်လာတာကြားလားသူ့စိတ်ကအမျိုးသမီးဘက်ကိုညှို့သွားတဲ့သဘောရှိတယ်ကြောက်ဖို့ကောင်းတယ်နော်အဲ့ဒီဝိဇ္ဇာသင်္ကာတဏဥပါဒံကံကအကျိုးပေးလိုက်တာအမျိုးသမီးတော့ဖြစ်တယ်ဘာသာဖြစ်လဲအဲ့အမျိုးသမီးဘဝကိုရောက်သွားတာအဲ့ဒီအမျိုးသမီးဘဝကနေပြီးတော့နောက်တစ်ဘဝလည်း तू အမျိုးသမီးထဖြစ်တယ်နောက်တစ်ဘဝလည်းဘာပဲလဲအမျိုးသမီးဖြစ်တော့အဲ့မှာဘာရောငါးယောင်းတဲ့ဘဝရောက်သွားတာကံတွေကလည်းကြည်တယ်ရတစ်ဘဝကနေပဲရောက်သွားပြီနှစိမ့်တယ်မှာဘဝရောက်တယ်တခါကြီးတို့မိုက်တယ်နော်ကံတွေကိုသိရင်လေတခါကြီးတို့မိုက်တို့သဘောပေါက်လာလိမ့်မယ်ကြားလားနှစိမ့်အဲ့မှာ तू ငါးကောင်းထုခဲ့တယ်ဆရာမရဲ့နှစိမ့်တယ်ရောငါးထုတာဟုတ်တယ်မလားအဲ့မှာ तू ထုအဲ့ဒီကံပြီးတော့အဲ့ဒီငါးစိမ့်တယ်ဘဝမှာ तू နည်းနည်းအရွယ်ရောက်တော့ဆရာမတို့အရွယ်ရောက်တော့ငါးမယောင်းတော့ဘူးတဲ့ကြားလားသူကုသိုလ်တွေပြန်လုပ်ရည်နဲ့သူဖျားဝေယဝဆဇေဒီရင်ပြင်မှာလုပ်တယ်ဖျားပန်းအိုးတွေလဲကြားလားအဲ့ဒီကအကျိုးပေးလိုက်တော့ तू ကအဲ့ဒီတထေးဘဝလေးမှာ तू စိတ်ညွန့်ပြီးတော့တထေးမိသားစုတူမှာတထေးသားတွေတော့ဖြစ်တာဘာရေးတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီတထေးသားတော့ဖြစ်တယ်တက္ကမကြီးတို့ရကြားလားကုသိုလ်ကံကတထေးဘဝကိုပို့လိုက်တော့လေအဲ့ဒီငါးခေါင်းထုခဲ့တဲ့ကံကလိုက်အကျိုးပေးတာယောဂတအားများတာယောဂဝီချဲလေးနေတယ်ဘာလေးနဲ့လဲဆရာမကြီးဝီချဲလေးနဲ့သူ့မှာခေါင်းတွေကဲယောဂတွေဖြစ်သူအဲ့ဒီ14နှစ်အရွယ်မှာပဲသူတည်ခဲ့ရတာအသက်တူလိုက်တာနေဟိုဒီမှာကံနေစမ်းကြတယ်နော်ချမ်းသာပြီမဲ့ဘာဖြစ်ရလဲအသက်တူယောဂများရတယ်တခါကြီးမိုင်သဘောပေါက်တယ်နော်ဘဒုမှစိတ်ဆိုးစရာအကြောင်းရှိသေးလားကံတွေကိုသဘောပေါက်ရင်နားလဲလာမနော်အဲ့ဒီလိုနဲ့ तू ဘာကြောင့် तू အဲ့ဒီကလေးလေးဘဝကနေဒီဘဝမှာလူလက်ပြန်ဖြစ်တယ်ဆိုတော့သူ့ရဲ့ဒီအမေပေါ့နော်ဆွန်းလောင်းနေတဲ့အာယုံကြားလားကလေးဘဝလေးနဲ့ तू ဘဝကို तू စိတ်နာတယ်ကြားလားယောဂတဲ့ဖြစ်တယ်ယဟန်ဘဝကို तू သဘောကျခဲ့တယ်ဘာဘဝသဘောကျခဲ့တယ်မိဘတွေဆွန်းလောင်းနေ तू ကြည်နူးခဲ့တယ်အဲ့ဒီတေဂန်ဒီကာမနမိတ်လက်ထင်တာကြားလားအဲ့ဒါကြောင့်ဒီဘဝမှာကင်းပြည်နယ်မှာ तू အမျိုးသားလေးတူလည်းဖြစ်တာဒါပေမဲ့ကင်းပြည်နယ်သားတွေကအများကြီးငါးဖမ်းဖားဖမ်းမများဘူးလားအဲ့ဒီဘဝလည်းငါးလေးဖမ်းသေးတယ်ဆရာမရေကြားလားဒီလိုနဲ့အဝိဇ္ဇာဖုံးလိုက်တာ तू ဒီလိုနဲ့အိမ်တောင်ကြထိုင်းမှာအလုပ်လုပ်တာအသက်30လောက်မှာဒီဦးဇင်းတို့ဒီတရားတော်တွေနာကြားပြီးတော့တောင်ဝေကဖြစ်ပြီးတော့မိသားစုကိုစွန့်ပြီးထိုင်းရနေမြန်မာပြည်ပြန်ရောက်လာတာအဲ့ဒီကဒီမှာပဲဘုန်းကြီးဖြစ်ပြီးတော့အခုတရားအားထုတ်နေတာကြားလားတကမကြီးတို့ရေပြောချင်တာအဲ့ဒီတရားအားထုတ်ရင်လည်းဘာဖြစ်နေလဲဆိုတော့ခေါင်းကိုက်နေတာအခုတည်းဒီကိုက်နေတာနားစီလည်းပေါက်သွားတယ်ကံနေမဆန်းကျင်ဘူးလားကဲတကကြီးမှာဒီလောက်ဆိုသဘောပေါက်ပြီမို့လားဘာဖြစ်ဘာထူးသေးလဲဘာမှမထူးလူဖြစ်လိုက်ခွေးဖြစ်လိုက်နွားဖြစ်လိုက်ဝက်ဖြစ်လိုက်ကြက်ဖြစ်လိုက်ရဟန်းဖြစ်လိုက်ရသစ်ဖြစ်လိုက်မိန်းမဖြစ်လိုက်နတ်သားဖြစ်လိုက်ဗျမဖြစ်လိုက်နောက်တစ်ခါလူပြန်ဖြစ်လိုက်ငစိမ့်တယ်မဖြစ်လိုက်တထေးသားလေးဖြစ်လိုက်ဟာရှုပ်ချက်ခတ်နေတကကြီးမှတို့ဘာထူးလဲအဲ့ဒါကိုသိပါလေတကကြီးတို့မှဒီတိုင်းနေတော့မှလားဒီတိုင်းပဲသွားတော့လားဒါကြောင့်တကကြီးတို့မှတို့အချိန်ရှိတုံးလေးမှာနော်ခွင့်သာခိုက်လေးမှာနော်ခွင့်သာခိုက်မှမလိုက်ချင်လဲအမိုင်းနဲ့ပြင်ရှိသေးလေလိမ့်လားခွင့်သာဒုံမှမယုံချင်လဲအရှုံးနဲ့ပြင်ရှိသေးလေလိမ့်လားသဘောပေါက်လား
ဒါကြောင့်တခိုင်အခုလိုကျမ်းမာရေးအထိုက်လျောက်ကောင်းတုံးလေးအတိညာလေးရှိတုံးတရားတရားလေးအထိုက်လျောက်ရှိတုံးလေးမှာအမြန်ဆုံးမဂ်ခင်၈ပါးအကျင့်မြတ်ကြီးကိုကျင့်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝပိုင်ရှင်များဖြစ်အောင်ကိုစီစူးစမ်းနိုင်ကြပါစေကုန်သတည်း